မြန်လန်းကတဆေမမင်္ဂလာပါ KNT မြန်မာ Horror Story ကနေပြန်လဲကြိုဆိုပါတယ်ဒီနေ့မှာတော့ရင်ခုန်ထိတ်လန့်စရာကောင်းတယ်လို့တနာစရာကောင်းတဲ့အမြန်လန်းကတဆေမဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးချင်ပါတယ်ဆိုတော့စလိုက်ကြရအောင်ဗျာကိုကျော်ဆိုတဲ့လူငယ်တယောက်ဟာမျိုးပင်ဖြတ်လန်းတစ်ခုကနေသူ့ရည်စားစီကိုပစ်ကတ်ကားလေးမောင်းပြီးတွားနေခဲ့ပါတယ်။အဲ့ဒီလမ်းဟာအရင်ကအလုသမားတွေအခြေချနေထိုင်ခဲ့တဲ့နေရာဖြစ်ပေမဲ့အခုတော့လူသူကင်းမဲ့တွေခြောက်ချစရာကောင်းနေပါတယ်။ကိုကျော်ကားမောင်းလိုက်ရင်လမ်းဘေးမှာအမျိုးသမီးတစ်ယောက်လမ်းလျှောက်နေတာကိုတွေ့လိုက်ရတယ်။ရုတ်တရက်အဲ့ဒီအမျိုးသမီးဟာလမ်းလေခေါင်ကိုခုန်တက်လာပြီးကားနဲ့တိုက်မိသွားပါတယ်။ကိုကျော်လည်းလန့်ဖြတ်သွားပြီးငါတော့လူတိုက်မိပြီဆိုတဲ့အတွေးနဲ့ကားကိုချက်ချင်းရအောက်ဆင်းကြည့်လိုက်ပေမဲ့ဘယ်သူ့ကိုမှမတွေ့ရပါဘူး။သူလည်းစိတ်ချောက်ချစွာနဲ့ကားပေါ်ပြန်တက်ပြီးခရီးဆက်ဖို့ပြင်လိုက်တဲ့အချိန်မှာတော့ဘေးနားကခုံမှာအမျိုးသမီးတစ်ယောက်ထိုင်နေတာကိုတွေ့လိုက်ရလို့သွေးပြန်မတက်လန့်သွားပါလေ။အဲ့ဒီအမျိုးသမီးကမျက်နှာတစ်ခုလုံးသွေးကြောတွေထောင်ထွက်နေပြီးနာကြီးချက်အဖြစ်နဲ့နှင်းငါးကိုတိုက်တက်ခဲ့တာမဟုတ်လားလို့အေးဆက်ဆက်အတန်းကြီးနဲ့မေးလိုက်ပါလေ။ကိုကျော်ကမဟုတ်ပါဘူးဗျာကျွန်တော်ဘေးသူ့ကိုမှမတိုက်ဖိုးပါဘူးလို့ဘလို့ပဲရှင်းပြအဲ့ဒီထရဲမကမယုံပါဘူးသူမရတန်ခိုးနဲ့ကားတကားတွေကိုပစ်လိုက်ပြီးကိုကျော်ကိုအတင်းအဓမ္မကားမောင်းခိုင်းပါတယ်မောင်းစမ်းငါ့ကိုတိုက်တက်ခဲ့တဲ့နေ့ကလို့အရှင်ပြင်းပြင်းမောင်းစမ်းလို့စေခိုက်ရမှာကိုကျော်ချင်းခန္ဓာကိုယ်ဟာသူ့စိတ်နဲ့မဆိုင်ပဲကားကိုအရှင်ကုန်နင်းပြီးမောင်းသွားပါတော့တယ်ရှေ့မှာရှိတဲ့တစ်ပင်းကြီးကိုဝင်းတိုက်ဖို့အကွေအရောက်မှာတရေမကပဲ့ကန်လိုက်တဲ့အတွက်ကားဟာတစ်ပင်းကြီးကိုအရှင်ပြင်းပြင်းကဝင်တိုက်မိပါတော့တယ်နာယီအနေငယ်ကြတော့ကိုကျော်တတိယလာပါလေတကားတတိထားပါအောင်ဆိုတဲ့အထမ်းကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တော့ကားကတစ်ပင်ကိုတိုက်ထားမိပေမဲ့သူကတော့အနေငယ်ပဲတန်ရာရထားတာကိုတွေ့ရတယ်ကားအပြင်ဘက်မှာတော့ဖုန်ကြီးတစ်ပါးကရက်ကြည့်နေပါတယ်ကိုကျော်ကဖြစ်ချောင်းကုန်းစင်ကိုဖုန်ကြီးကိုရှောက်ထားနေတော့မှပဲအဲ့ဒီတရေမကဒေါသတကြီးပြန်ပေါ်လာပြီးဘာလို့မသေးတာလဲဘာလို့နေမသေးတာလဲလို့အော်ဟစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာဖုန်ကြီးကတကားမလေးမင်းအဖြစ်တင်တာမာနေပြီအဲ့ဒီနေ့ကကားမောင်းပြီးတိုက်ခဲ့တာဒီတကားမဟုတ်ဘူးငါကိုယ်တိုင်ပဲလို့မိန့်ကြားလိုက်ပါတယ်တရေမဟာဖုန်ကြီးကိုတခြားစိတ်ကြည့်လိုက်တဲ့အခါမှာသူမရဲ့ချစ်သူဟောင်းကိုသက်ဖြစ်နေတာကိုသိလိုက်ရပါတယ်ကိုသက်ဟာအရင်ကသူမစီလာဖို့သူမင်းစင်းစီကကားမှားမောင်းလာရင်မတော်တရားသူမကိုတိုင်မိခဲ့တာပါသူလည်းကြောက်လန့်တီထွက်ပြေးခဲ့ပြီးတော့အပြစ်တွေကိုဆေးကြောဖို့အတွက်သင်္ကန်းဝတ်ကတရားအထုတ်နေခဲ့တာပါကိုကျော်ဝယ်စီးထားတဲ့ကားဟာအဲ့ဒီတုန်းကတိုက်ခဲ့တဲ့ကားကိုပြန်ပြင်ပြီးရောက်ထားတဲ့ကားဖြစ်နေတာကြောင့်တရေမကကားကိုမှတ်မိပြီးကိုကျော်ကိုလိုက်လံနှုတ်ဆက်နေတာဖြစ်ပါတယ်အမှန်တရားကိုသိလိုက်ရတဲ့အချိန်မှာကိုကျော်ဟာဖုန်းကြီးကိုလိုက်ရှာကြည့်တော့ဖုန်းကြီးဟာကားတိုက်ခံရပြီးပြန်လွန်တော်မူသွားတာကိုတွေ့လိုက်ရပါတယ်။ဖုန်းကြီးဟာအဲ့ဒီတစ်ပင်အောက်မှာတည်င်းတုံနေတော့ကိုကျော်မောင်းလာတဲ့ကားကဝင်းတိုင်မိပြီးပြန်လွန်သွားခဲ့တာပါ။တရေမဟာသူမတကယ်ချစ်တဲ့ချစ်သူကိုသူမကိုယ်တိုင်ပြန်တက်မိလိုက်သလိုဖြစ်သွားတာကြောင့်အလွန်အမင်းဝမ်းနည်းကြေကွဲသွားပါတယ်။ဒါပေမဲ့သူမရဲ့အာဃာတတွေကမကွန်ဆုံးနိုင်သေးပဲညတိုင်းအဲ့ဒီလမ်းဘေးမှာရက်ပြီးငိုကြွေးနေစေပါပဲ။အဲ့ဒီလမ်းကဖြတ်သွားသူတိုင်းဟာအမျိုးသမီးတစ်ယောက်ရဲ့ရှိုက်ကြီးတငင်ငိုးတန်တွေကိုကားထဲအထိကြားနေစေလို့ဆိုကြပါတယ်။ဒီဇလန်ကတော့အာဃာတနဲ့ဝကျွေးသူရဲ့ကြောက်စရာကောင်းပုံကိုပြထားတာပဲဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့လို့ကျေးဇူးအများကြီးတင်ပါတယ်။